ဂေါတမမြတ်စွာဘုရားအပိုင်းစေဥပတိတနှင့်ကောလိတဥရုဝေလတော၌သုံးလမြတည်င်းသုံးလျက်ဥရုဝေလယတိဤမီတင်းကုတ်ထင်မှနဂါးဆိုဤကိုတကိုးဖြင့်နှိမ်နှင်းတော်မူပြီးလင်ဥရုဝေလကတ္တပနဒီကတ္တပဂယကတ္တပယတိညီနောင်သုံးဥရုနှင့်အကျူသူတို့ဤတပဲ့တစ်ထောင်ကိုပါအယူမားများကိုစွန့်စီ၍ယဟန်ပြပေးတော်မူ၏ထိုယဟန်တစ်ထောင်တို့ကိုဂယာတိတ၌အာဒိတပရိယာယဒေသနာကိုဟောကြားသောအခါအားလုံးယဟန်တာဖြစ်သွားကြ၏ဘိမ္ပိတာရဘုရင်အားပေးခဲ့သည့်ဂတိအတိုင်းပြားသို့လာပြီကြောင့်တရနေ့၌ထိုယဟန်တစ်ထောင်ချမ်းချမ်းလျက်ရာဇဂရုတို့ကြွတော်မူ၍အမြိုက်တရားဟောကြားတော်မူရာမြတ်စွာဘုရား၏တရားတော်ကိုနာကြားရသောဘိမ္ပိတာရဘုရင်နှင့်တကွမြို့သူမြို့သားများအများအပြားတရားရကြ၏ဘိမ္ပိတာရဘုရင်ကသူဤဝါတော်ဥယျာဉ်အတွင်၌ကျောင်းဆောက်ပြီးလျှင်မြတ်စွာဘုရားကိုလှူဒန်း၏ဝေလူဝင်ကျောင်းတော်ဟုထင်ရှား၏ထိုအချိန်တွင်အမှန်တရားကိုရှာနေကြသောဥပတိတနှင့်ကောလိတတနေချင်းပြိပုတ်နေရောက်တို့သည်တင်စည်းဆရာကြီးအထံ၌တပိတ်ခံလျက်ရှိကြ၏တနေ့တွင်ပြင်စဝဂီတပါးဖြစ်သောအရှင်အာတဇိရာဇဂရုမြို့တွင်ဆွမ်းခံကြွရာဥပတိတကမြင်၍ကြီးညိုသဖြင့်တပည့်ခံကတရားမင်းမြတ်ရာကျောင်းကျိုးနိယာမတဘောဖျားဟောသည်ဟုအရှင်အာတဇိကပြန်လည်ဟောပြလိုက်၏ဥပတိတတရားသဘောပေါက်ကတောတာပန်ဖြစ်သွား၍တင်စည်းကြီးဤကျောင်းသို့ပြန်ရောက်သောအခါတငယ်ချင်းကောလိတကိုပြန်ဟောပြရာကောလိတလည်းတောတာပန်ဖြစ်သွား၏တငယ်ချင်းနှစ်ဦးတပည့်မာယာကိုပါခေါ်ခဲ့၍တင်စည်းဤအယောင်မှထွက်ခဲ့ကြပြီးနောက်တပူတွဲလာရှမ်းတရက်နေ့တွင်ဖျားရှင်ထံမောက်သို့ရောက်လာကြကယဟန်အဖြစ်တောင်းတစ်ဖြင့်မြတ်စွာဘုရားကယဟန်ပြပေးတော်မူ၏မြတ်စွာဘုရားတရားဟောတော်မူသောအခါသူတို့၏တပည့်900မှယဟန်တာများဖြစ်သည့်အထိတရားထိသွားကြ၏အပိုင်းဆေးရန်ရှိပါသည်ကျွန်တော် channel လေးကို subscribe နဲ့ comment လေးမနေပေမီ share ပေးခဲ့ပါနော်စိတ်ဤချမ်းပါခြင်းကိုယ်ဤကျမ်းပါခြင်းနဲ့ပြည့်စုံပါစေနော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ